Hi အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် share လုပ်ရှင်တဲ့စကားလုံးလေးကတော့ပါလဲဆိုရင်ငါအတွက်ဒုက္ခမရှာပါနဲ့ပေါ့နော်အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲပေါ့ငါအတွက်ဒုက္ခမရှာပါနဲ့ Okay စကားမစကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့တချို့ရင်းနေတဲ့လူတွေက feedback ပေးကြတယ်ပေါ့နော်စကားပြောတာနေနေတယ်တဲ့နောက်ပြီးတော့ဗီဒီယိုတစ်ခုမှစကားလုံးတစ်လုံးပဲဆိုလို့ရှိရင်ကြည့်တယ်လို့တွေအတွက်အကျိုးမရှိဘူးပေါ့နော်ဖြစ်နေလို့ရှိရင်ဗီဒီယိုတစ်ခုမှာအနည်းဆုံး3-4လုံးလောက်ပြောပြလို့ရှိရင်သူတို့တက်ပို့ပြီးတော့အကျိုးရှိတယ်လို့ပြောတယ်ပေါ့နော် Okay အဲ့လိုမျိုး feedback လေးပေးတာကျေးဇူးတင်ပါတယ် I really appreciate your comment မှာ Okay ဒီနေ့ကျွန်တော်စကားလုံး3လုံးလောက် share လုပ်မှာပေါ့နော်နံပါတ်1ကဘာလဲဆိုရင်ငါအတွက်ဒုက္ခမရှာပါနဲ့ဒါအင်္ဂလိပ်ဘယ်လိုပြောမလဲပေါ့နော်ငါအတွက်ဒုက္ခမရှာပါနဲ့ဆိုတာကို don't bother about me အဲ့လိုပြောနော် don't bother about me ငါအတွက်ဒုက္ခမရှာပါနဲ့ Okay now မြန်မာပြည်မှာအများဆုံးသုံးလို့ရှိတဲ့စကားလုံးရှိတယ်အားနာတယ်ပေါ့နော်အားနာတော့အင်္ဂလိပ်လိုဘယ်လိုပြောမလဲ I feel bad လို့သုံးတယ်ပေါ့နော် I feel bad ငါအားနာတယ်အားမနာနဲ့ဆိုရင်တော့ don't feel bad ပေါ့နော်အားမနာနဲ့ပေါ့အားမနာနဲ့ Okay အားမနာပါနဲ့ကိုယ်အိမ်လိုပဲသဘောထားပါကိုယ်အိမ်လိုပဲသဘောထားပါအောင်ဘယ်လိုပြောမလဲ make yourself at home make yourself at home ပြောမှာပေါ့နော် Okay ဒီနေ့တော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ် bye bye